heo the caballo la me like no me benang nganda lo me la heo ngam nyama nai nganda lo phi no me ba lu myu le me la heo nga ya khai lu myu lo nga ya khai lu myu lo phi dai noအဲ့တော့မင်းတို့ဘာတွေပောက်ကွက်နေရလဲဟမ်ကြောက်မြန်မာနဲ့ဗမာနဲ့မင်းတို့ခွဲချက်တယ်လားဟဲ့အောင်ဗမာကလူမျိုးနော်မြန်မာကတိုင်းသား135မြို့နဲ့ဖွဲ့စည်းတဲ့မြန်မာနိုင်ငံမင်းတို့သိလားဗမာနဲ့မြန်မာနဲ့မခွဲခြားတာပဲနဲ့ငါလာမပြောနဲ့နော်ရဗမာတွေကငါတို့ရခိုင်လူမျိုးမမုန်းဘူးငါရဲ့တုံးတက်ချက်ရတွေ့မမုန်းဘူးနော်ငါတို့ရဲ့စကားဝယ်တဲ့အတန်လေးတို့ तू ကပူချစ်တာနော်မူရေးရာစာဂိုင်းကောင်းဆောင်လက်နက်ကတောင်းကြနေတဲ့အကြမ်းပဲတပုံအေးခွင့်မြတ်နိုင်ကြောင်းငါတို့ရခိုင်လူမျိုးတွေတကဘာလုံးကမုန်းတဲ့လူမျိုးဖြစ်လာရတာခွင့်မြတ်နိုင်ကြောင်းရှင်းရနော်မင်းတို့သမင်းစားတဲ့ဥနောက်ပါမင်းသမင်းစားတဲ့ဥနောက်နဲ့တွေးနော်လူမျိုးရေးခွဲခြားတာမဟုတ်ကရင်ကရှင်ခွဲတာမလို့ရခိုင်မှာခွဲတာမလို့မြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်တိုင်းရင်းသား135မြို့နဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံမင်းတို့ဘာပြောမလဲဘာပြောမလဲလို့ဘူးမသိဘာမသိသူမျိုးဟောင်းရင်လိုက်ဟောင်းဟဲ့သူမျိုးဟောင်းလို့လိုက်ဟောင်းတော့ခွေးပဲရှိတယ်ဟဲ့ငါတော့ခွေးမုံငါတော့လူတွေနော်လူတို့အသိစိတ်ရှိတယ်မင်းတို့ရခိုင်ပြည်နယ်ငါရခိုင်ပြည်နယ်ကွာမင်းတို့မငါရခိုင်ပြည်နယ်တော့ကြည့်လိုက်ရှားစားဘာမှမရှိတော့ရခိုင်လူမျိုးတွေတော့ကြည့်လိုက်ဘာမှဖက်စမရတော့ဘူးရခိုင်လူမျိုးတွေကိုမင်းတို့ဒီလောက်ဒုက္ခပေးနေမင်းတို့မော်ရသေးဘူးလားရခိုင်ပြည်နယ်ကြီးဒီလောက်ပြစ်စီနေတာဒီလောက်ဖြစ်စီနေတာမင်းတို့မော်ရသေးဘူးလားမင်းဘာတွေများမင်းတို့ထိုက်ပြီးတော့လောက်အောင်ပါလေမင်းတော်လိုင်းကိုအကြောင်းပြပြီးတော့မှငါရခိုင်ပြည်နယ်ကောင်းစားရေးငါရခိုင်လူမျိုးကောင်းစားရေးဆိုပြီးတော့နော်နောက်တော်လိုင်းကိုအကြောင်းပြပြီးတော့နောက်ကွယ်မှာမင်းတို့နော်မူရစေးတွေရောင်းစားပြီးတော့နော်မူရဂိုင်းရာစားတွေဖြစ်ပြီးတော့မှစကားကိုလုံးစကလုံးလှောင်စောက်စောက်ကြတယ်မပြောနဲ့ကြောက်ငါရခိုင်လူမျိုးငါအကုန်သိတယ်ခိုင်ကြောင်းငါအကုန်သိတယ်ငါခုမကြံငါမြင်နိုင်ပြလို့ရတယ်ရခိုင်ပြည်နယ်ကိုနော်မြန်မာနိုင်ငံသွင်းမှာပါကြမို့မြန်မာနိုင်ငံအစိုးရပဲအုပ်ချုပ်ခွင့်ရှိတယ်ရောက်ပြောမယ်ဆိုငါ့38ပြောမယ်ဆိုရခိုင်ပြည်နယ်ကိုစတက်အုပ်ချုပ်တာမှကောင်းအောင်မယ်နော်အေးတပုံအုပ်ချုပ်လို့ကတော့ရခိုင်ပြည်နယ်ဒီတက်မကပြစ်စီဖို့ပဲရှိပါတယ်မယုံရင်စောင့်ကြည့်နေ